OK Channel ကနေကြိုဆိုပါရရှင်ဒီ Channel လေးကနေပရိသတ်တွေအတွက်ဘဟုတုတရဘွေရာအကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီတစ်ခါမှာရောဘလို့အကြောင်းအရာတွေကိုတင်ဆက်ပေးမလဲဆိုတာကိုဆက်လက်ကြည့်ရှုပေးပါအောင်ရှင်ကမ္ဘာအလှဆုံးအမျိုးသမီးလူသက်သမား3ဦးလူသက်သမားလို့မထင်မိလောက်အောင်လှပမှုရဲ့နောက်ွယ်မှာရက်စက်မှုတွေနဲ့ပြည့်နေတဲ့ကမ္ဘာအလှဆုံးလူသက်သမား3ယောက်ကဘယ်သူတွေလဲဘလောက်တောင်လှတယ်လဲဘာကြောင့်လူတွေတက်ခဲ့ရတယ်လဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲနော် Vera Ranzi 1903ခုနှစ်ကနေ1960အတွင်းသူခေတ်သူအခါတုန်းကကမ္ဘာအလှဆုံးအမျိုးသမီးရဲ့လို့သတ်မှတ်ခံခဲ့ရတဲ့ Vera ဟာဆယ်ကျော်သက်ဘဝအစောပိုင်းတုန်းကယောက်ျားလေးတွေအများကြီးနဲ့ပွေခဲ့ရှုပ်ခဲ့တဲ့ကလေးမလေးဖြစ်ခဲ့တာပေါ့တွဲခဲ့မှုတဲ့ကောင်လေးတိုင်းကိုလည်းတကယ်ချစ်ခဲ့တယ်လို့ဆိုပါတယ်သူမချစ်တဲ့သူတိုင်းကိုသူမနဲ့အတူထာဝရနေစေခြင်းနဲ့ဆန္ဒတွေကတနေ့ထက်တနေ့တိုးလို့ပေါ့သူမချစ်ရသူတွေသူမကိုမချစ်တော့ပဲပြစ်သွားမှာသူမထပ်ပိုးပြီးတော့အခြားတစ်ယောက်ကိုချစ်သွားမှာကိုလည်းတေမလောက်ကြောက်ပါတယ်ဒါကြောင့်ပဲသူတို့တွေသူ့စီကနေပြီးတခြားမျိုးသမီးတွေစီအကြည့်ရောက်သွားတာမျိုးတွေစိတ်ဝင်စားဟန်ပေါ်နေတာတွေတွေ့တာနဲ့ဝိုင်ခွက်ထဲမှာအာဆင်းနဲ့အစိတ်ကိုထဲနောက်ဆုံးအနမ်းတပွင့်နဲ့ထာဝရသူမအပိုင်ဖြစ်အောင်တင်ဆဲလိုက်ပါတော့တယ်ခင်မိုး2ယောက်တားဖြစ်သူနဲ့သူမရဲ့အခြားသောချစ်သူတွေအပါအဝင်ဒီအမျိုးသမီးတပ်ဖြစ်ခဲ့တဲ့သူပေါင်းအနည်းဆုံး35ယောက်နဲ့အထက်ရှိခဲ့ပါတယ်Estebalix Carranza Ice Cream Killer လို့တင်စားကြတဲ့သူမဟာခင်မိုးဟောင်းတဲ့ချစ်သူကို2နှစ်အတွင်းမှာတပ်ဖြတ်ခဲ့ပြီးအလောင်းတွေကိုပုံဖြတ်ရေခဲတတာထဲမှာအေးခဲထားတဲ့သူတစ်ယောက်ပါဒီလိုခဲထားတဲ့အလောင်းတွေနဲ့သူမရဲ့အလုပ်အကံဖြစ်တဲ့ရေခဲမုတ်ရောင်းခြင်းက Ice Cream Killer ဆိုတဲ့သူမနာမည်ကိုရရှိခဲ့တဲ့အကြောင်းရင်းတွေပါပဲလူတက်တဲ့အချိန်တွေနဲ့အလောင်းဖြတ်တဲ့အချိန်တွေမှာတော့သူမဟာတစ်ဖြတ်လွှတွေကိုအသုံးပြုခဲ့ပါတယ်အလောင်းတွေကိုအေးခဲထားပြီးဖြောက်ဖြတ်တော့မဲ့အခါမှာတော့ကွန်ကရစ်ထဲမှာထည့်ပြီးမြုပ်ခဲ့တာပါသူမကိုစစ်ဆေးနေစဉ်အတွင်းမှာတော့လှလုံးတဲ့သူမရဲ့ပုံရိပ်တွေကြောင့်သတင်းမီဒီယာတွေရဲ့အာရုံစိုက်မှုကိုအများကြီးရခဲ့သလိုသူမကိုအားပေးထောက်ခံတဲ့ပရိသတ်တွေတောင်ရှိသေးတယ်လို့ဆိုပါတယ်တရားရင်ဆိုင်နေတဲ့အချိန်တွင်းမှာသူမဟာသူမရဲ့တတိယမြောက်ချစ်သူနဲ့ရထားတဲ့ကိုဝင်ကိုလွှဲထားခဲ့ရပြီးထောင်ထဲမှာပဲဒီချစ်သူနဲ့လက်ထပ်ခဲ့ပါတယ်သူမရခဲ့တဲ့စီရင်ချက်ကတော့ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြစ်ပါတယ်Charlene Williams ရွှေညိုရောင်စပင်လှလှခန္ဓာကိုယ်မိုက်မိုက်နဲ့ဒီအမျိုးသမီးလေးဟာ1988နဲ့1980ကြားကာလတွေမှာသူ့ယောက်ျားနဲ့အတူတူကယ်လီဖိုးနီးယားနဲ့ဆန်ခရမန်တိုကလူ10ယောက်ကိုတပ်ဖြစ်ခဲ့တဲ့သူပါပိုကာကလပ်တစ်ခုမှာသူမရဲ့ဆွဲဆောင်မှုကနေမလွတ်မြောက်နိုင်ခဲ့တဲ့သူမရဲ့ခင်မွန်းဟာသူမကို6ယောက်မြောက်ဇနီးအနေနဲ့လက်ထပ်ယူခဲ့ပါတယ်တကယ်တော့ခင်မွန်းဖြစ်သူဟာငကိုတဲကအကြမ်းဖက်မှုကိုနှစ်သက်သူဖြစ်ပြီးသူမကတော့ဒီအကြမ်းဖက်မှုတွေကိုအဆုံးထိအားပေးခဲ့တဲ့လောင်စာတစ်ခုလိုပါပဲလက်ထပ်ပြီးတဲ့နောက်မှာတော့လင်မယား2ယောက်စလုံးဟာကလေးတွေနဲ့အမျိုးသမီးငယ်လေးတွေကိုစော်ကားတပ်ဖြတ်ခဲ့ကြပါတယ်အတော်လဲလိုက်ဖက်ညီတဲ့2ယောက်လို့ဆိုရမှာပါ1984ခုနှစ်မှာတော့သူတို့ကိုဖမ်းမိသွားခဲ့ပြီးချာလင်ကိုထောင်ဒဏ်16နှစ်နဲ့8လသတ်မှတ်ခဲ့ပါတယ်ခင်မွန်းဖြစ်သူကိုတော့တေတံချမှတ်ခဲ့ပေမဲ့တကယ်တမ်းကင်ဆာရောဂါနဲ့2002ခုနှစ်မှာဆုံးပါသွားခဲ့တာဖြစ်ပါတယ်နောက်ထပ်လဲဘဟုတုတရဖွယ်ရာအကြောင်းအရာလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာမို့လို့ OK Channel ကိုစောင့်မျှော်ကြည့်ရှုပေးပါရှင်